ကျွန်တော်တို့မိဘဆွေနာဗီလာမြေပြောဆိုင်မှာကျွန်တော်တို့ဒီမှာလာပြင်လိုက်တဲ့အိုးလေးပေါ့နော်တော့ဖင်းနေဆွေးနေတော့မကောင်းဘူးဆိုတော့ကျွန်တော်တို့ကရေရှင်တုံးလို့ရအောင်ပေါ့နော်ဖင်ညာလေးကိုကျွန်တော်အစ်စ်ရိုက်ပေးလိုက်တယ်နော်ဖင်ညာလေးအစ်စ်ပြသွားတဲ့ခါကျကျွန်တော်အကြိုက်တုံးလို့ရပြီပေါ့အိုးလေးကဒီလိုအနေထားလေးဖြစ်သွားပြီပေါ့နော်ဖင်လေးကတော့အစ်စ်ပြသွားတာပေါ့ဟိုပေါက်တာတွေဖာတာတွေဘာတွေပိုးတာတွေကကျတော့တော့မကောင်းဘူးပေါ့နော်ခုံကြစိတ်လေးတော့သူ့အနေနဲ့သူတော့အစ်စ်တော့ခုံကြသွားတယ်ဒါပေမဲ့ကျွန်တော်ဒါရေရှည်တုံးလို့ကောင်းသွားတဲ့ပစ္စည်းဖြစ်သွားတာပေါ့နော်အဲဆိုရင်အိုးတလုံးအသေးကိုပြန်တုံးရတဲ့အနေအထားမျိုးလေးပဲတုံးရမှာဒါအဲ့လိုမျိုးလေးတွေကျွန်တော်ဒီမှာနော်စိတ်တိုင်းကြကျွန်တော်တို့ပြန်ဆင်ပေးလိုက်တယ်နော်အတိုင်းမဲ့အနေအထားနော်ကျွန်တော်တို့ဒီမှာလောက်ထားတာကောင်းလားမကောင်းဘူးလားဆိုတော့နော်ဒါလေးကိုကြည့်လိုက်အတိုင်းမဲ့အနေအထားလေးအတန်ဖတ်တော့နှုံးလေးကိုကျွန်တော်ပြနော်အဲ့လိုလေးပေါ့အိုးနေတာကြီးတယ်နော်အိုးပြန်ကြတာရမရှိဘူးနော်ဟိုဟာလိုင်းမကောင်းတဲ့ကောင်းတွေဆိုအိုးကလှည့်လိုက်အောက်ကိုပြန်ဆင်းသွားတယ်နော်အဲ့ဒါမင်းလေးတွေဖြစ်တတ်တယ်အဲကျွန်တော်တိတိကျကျချိန်နဲ့လုပ်ပေးတာပေါ့ဒါမှတစ်လုံးနော်ဒီကောင်လေးဆိုရင်ဒါကျွန်တော်စီမှာဒါခါးခွေလေးအစ်စ်နော်ခါးခွေလေးအစ်စ်လဲပေးလိုက်တာအဲ့လိုအစိတ်တိုင်းလေးတွေကျွန်တော်အစ်စ်တွေအစားထိုးပြီးတော့ကျွန်တော်တို့ဒီမှာဆင်ပေးတယ်ဆိုတာလေးကျွန်တော်ပြပေးတာဒါသူ့ရဲ့ခွေပေါ့နော်သူ့ခွေမကောင်းတော့ထုတ်ပြီးတော့ကျွန်တော်တို့ဒါလေးအစ်စ်လေးကိုပြန်ဆင်ပေးတာအဲ့လိုမိုးလေးလုပ်ပေးရပါတယ်နော်အလုပ်လုပ်တဲ့ခါမှာကျွန်တော်တို့ကအလုပ်ကိုတေးသေးချာချာလေးလုပ်ပေးရပါတယ်နော်တုံးတဲ့လူတွေလည်းစိတ်ချမ်းသာတာလေးနဲ့အလုပ်ကိုတွင်တွင်ကြဲကြဲလေးမလုပ်အောင်ကျွန်တော်တို့အဲ့လိုမျိုးဆင်ပေးရတယ်ဒါကျွန်တော်ဆိုင်ပုတ်ပါဒါကျွန်တော်တို့ဆိုင်ရဲ့အနေထားလေးကျွန်တော်ဒီမှာဒါမျိုးအိုတစ်တစ်လုံးကြာအောင်မယ်ဒါလေးကတော့အစ်စ်ဒီဟာကဒီဘက်ချမ်းကဒါကိုပြင်အိုးတွေကြီးပဲရှင်းလိုက်ပြင်လိုက်ပို့လိုက်ရှင်းလိုက်ပြင်ပို့လိုက်နောက်တကြောတော့အလေကြောတော့ရှင်းလိုက်ကြောဒီမှာဟောညနေဆိုရင်ဆက်တော့ဘုံနံပါတ်995 295 993ဖုန်းဆက်ပေးပါနော်တိကျနာလေးလည်းရှိမေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ